AI ကဒါကိုမြန်ဆန်တိုးတက်လာတော့လေငါတို့အလုပ်တွေရောဘယ်လိုဖြစ်သွားမလဲဆိုတော့စိုးရိမ်စိတ်အားလုံးလိုမှရှိနေကြမှာပါဆိုတော့ဒီတစ်ခေါက်မှာအဲ့ဒီစိုးရိမ်စိတ်တွေကိုအခွင့်အရေးတစ်ခုဖြစ်ဘယ်လိုပြောင်းလဲဖြစ်မလဲ AI ကြောင့်ကိုယ့်အလုပ်မပြုတ်သွားအောင်အခုချက်ချင်းပါတယ်လုပ်လို့ရလဲဆိုတော့ကိုကဲအဲ့ဒီလိုကြည့်သွားကြရအောင် ဟုတ်တယ်အဓိကမေးခွန်းကဒါပဲ AI ကြောင့်အလုပ်တကယ်ပဲပျောက်သွားတော့မှာလားကို့အလုပ်ကင်ကတော့စက်ပြီးတည်မြဲနေပါမလားဒီအတွေးကလေလူတိုင်းနှီးပါခေါင်းထဲမှာရှိနေတဲ့မေးခွန်းကြီးတစ်ခုဖြစ်နေပါတယ် ဒီချင်းချောက်မှုကစက်ကူရင်မဟုတ်ဘူးတကယ်ပါဒီမှာကြည့်လိုက် data entry တို့ customer service တို့လိုပုံစံတကျထက်ခါတလဲလဲလုပ်နေရတဲ့အလုပ်တွေပေါ့ဥပမာ supermarket ကငွေရှင်းကောင်တာတွေဘဏ်ဝင်ထမ်းတွေဒီလိုအလုပ်တွေဒါ automation စနစ်တွေရဲ့အစားထိုးတာကိုခံရနိုင်ချေတော်တော်လေးမြင့်နေပါတယ်ဒါကအနာဂတ်ရဲ့မဟုတ်တော့ဘူးမျက်စိရှေ့မှာတင်တကယ်ဖြစ်နေတဲ့အပြောင်းလဲမှာ ဒါလည်းမဲ့ခဏလေးနေအောင်စိတ်မပူကြနဲ့အောင်အခုလိုနီးပညာပြောင်းလဲရေးလေဖြစ်တာဒါပထမဆုံးအကြိမ်မှမဟုတ်တာအရင်ကတော့ဒီလိုချင်းချောက်မှုလေးကြာကနေအခွင့်အလန်းတွေကိုလူတွေကဘယ်လိုရှားဖွေခဲ့ကြလဲကဲတမန်ကိုတစ်ချက်ပြန်ကြည့်ပြီးသင်ခန်းစာယူကြည့်အောင်ဒီမှာကြည့်ဥပမာနော်2008လပြည့်နှစ်တေတုန်းကစက်မှုတော်လှန်ရေးထီတော့ရေနွေးငွေစက်တွေကလက်နဲ့လုပ်ရတဲ့အလုပ်တွေကိုအစားထိုးလိုက်တယ်အဲ့ဒီမှာလူတွေကလည်းအလုပ်တွေကုန်ပြီဆိုပြီးစူးရင်ခဲကြတာပဲနောက်1980ခုနှစ်ဒီမှာကွန်ပျူတာတွေပေါ်လာရောရုံးအလုပ်တွေ automation ဖြစ်သွားတယ်အဲ့မှာလည်းဒီလိုပဲစိုးရင်ကြပြန်ရောဒါပေမဲ့တကယ်တမ်းမှာဘာဖြစ်သွားလဲအလုပ်တွေလုံးဝပျောက်သွားတာမဟုတ်ဘူးအလုပ်ပုံစံတွေပဲပြောင်းသွားပြီး IT လို့ data analysis လို့အလုပ်ကိုင်အတက်တွေတောင်ပေါ်လာသေးတယ်ဆိုတော့အခု AI ဒေါ်လာ A ကလည်းအတူတူပဲပေါ့ဟုတ်ပြီဒီအချက်ကတော်တော်လေးအရေးကြီးတယ်ဒေါက်တာထွန်းစင်ပြောသလိုပဲ AI ကိုငါတို့အလုပ်ကိုလာလို့မဲ့ရန်သူကြီးတို့သဘောမထားပဲနဲ့ကိုယ့်ကိုပို့ပြီးတော်အောင်ပို့ပြီးစွမ်းဆောင်ရည်မြင့်အောင်ကုညီပေးမဲ့အစွမ်းထက်တဲ့ကိရိယာတူးတစ်ခုအနေနဲ့မြင်တတ်ဖို့ပဲလိုတာပါကဲဒီလိုဆိုရင်ဒီ AI ခေတ်မှာရှင်သန်ဖို့ကိုဘလို့ပြင်ဆင်ကြမလဲပထမဆုံးအနေနဲ့ AI ကိုကျွမ်းကျင်ချင်းတူးနိုင်ဖို့အတွက်လိုအပ်တဲ့နိပညာပိုင်းဆိုင်ရာအရေးကြီးနေအဲ့ဒါဒီကဘာဒီလဲဆိုတာအရင်ကြည့်လိုက်ရအောင်ဒီမှာအရေးကြီးတဲ့အချက်လေးအချက်ရှိတယ်နံပါတ်1က prompt engineering ဆိုတာက AI ကိုကိုလိုချင်တဲ့အဖြေတီးကြရအောင်ဘယ်လိုမေးရမလဲဘယ်လိုညွှန်ကြားချက်ပေးရမလဲဆိုတာကိုကျွမ်းကျင်ဖို့ပါဒုတိယကတော့ကိုယ့်အလုံးနဲ့ဆိုင်တဲ့ AI tool တွေဥပမာ ChatGPT တို့ Midjourney တို့ကိုလက်တွေ့ကျကျသုံးသပ်ဖို့လိုတယ်တတိယကတော့အဲ့ဒီ tool တွေကိုကိုယ့်ရဲ့နေ့စဉ်အလုပ်ချက်မှာဘယ်လိုပေါင်းထည့်ပြီးအလုပ်ပိုတွင်အောင်ပိုကောင်းအောင်လုပ်မလဲဆိုတာပေါ့နောက်ဆုံးချက်ကတော့ AI ပြောတိုင်းလက်အကုန်မယုံဖို့ပဲသူပေးတဲ့အဖြေတွေကိုဝေဖန်ပိုက်ချသုံးသပ်တတ်တဲ့အရေးချင်းကလည်းအရန်ကိုအရေးကြီးပါတယ်အဲ့ဒါကိုဘာခေါ်လဲဆိုတော့ AI fluency လို့ခေါ်တယ်ဒါကလေကွန်ပျူတာတုံးတက်တာလောက်နဲ့မတူဘူးနော် AI ကဘာဒီမှာတော်လဲဘာဒီမှာညံ့လဲဆိုတာကိုခေါင်းကောင်းနားလဲရမယ်ပြီးတော့ကိုယ့်အလုံးမှာဘယ်အချိန်မှာ AI ကိုယုံလို့ရလဲဘယ်အချိန်မှာတော့ဟဲ့နေအောင်ဒီညမှာတော့လူရဲ့ဦးနှုံနဲ့ပဲဆုံးဖြတ်မှဖြစ်မယ်ဆိုတာကိုပိုင်းခြားနိုင်တဲ့စွမ်းရည်ကိုပြောတာအရင်ခေတ်ကကွန်ပျူတာတက်ဖို့လို့လို့ပဲအခုခေတ်မှာဒီ AI fluency ကအခြေခံလိုအချက်တစ်ခုဖြစ်လာပါပြီကဲဒါကနီးပညာပိုင်း AI ကိုကျွမ်းကျင်မှုလို့လို့ပဲနောက်ထပ်အရာအရေးကြီးတဲ့ဒုတိယလက်နက်တစ်ခုရှိတယ်တဲ့အဲ့ဒါကတော့ AI ဘလောက်ပဲတော်လုံးဝအစားထိုးလို့မရတဲ့လူတွေမှာပဲရှိတဲ့အရေးချင်းတွေကိုပိုပြီးထက်မြက်အောင်လုပ်ထားဖို့ပါပဲဒီမှာကြည့် emotional intelligence လို့ခေါ်တဲ့ EQ သူတစ်ပါးကိုစာနာနားလည်နိုင်စွမ်းရှုပ်ထွေးခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တာဝေဖန်ပိုင်းခြားပြီးဆုံးဖြတ်ချက်ချနိုင်တာတီထွင်ဖန်တီးနိုင်စွမ်းခေါင်းဆောင်နိုင်စွမ်းဒီအရေးချင်းတဲ့အားလုံးကစက်တင်မှာမရှိဘူးလေစက်တွေကထက်ခါတလဲလဲလုံရတဲ့အလုပ်တွေကိုပိုလုပ်လာနိုင်လေလေဒီလိုလူသားဆန်တဲ့ရေချင်းတွေကပို့ပြီးတော့တန်ဖိုးရှိလာလေလေပါပဲဒါကအရေးကြီးဆုံးပဲ mindset ပြောင်းဖို့လိုတာအရင်ကလို့ငါကခိုင်းတာလုပ်ရတဲ့သူဆိုတဲ့အစိတ်မျိုးထားလို့မရတော့ဘူးအခုခေတ်မှာကိုငါကပြဿနာဖြေရှင်းတဲ့သူ problem solver ဆိုတဲ့ mindset အသစ်ကိုပြောင်းရတော့မယ်ကိုတန်ဖိုးကအလုပ်တစ်ခုကိုပြီးအောင်လုပ်တာမှမဟုတ်တော့ဘူး AI လိုကိရိယာတွေကိုတုံးပြီးရှုံထွေးတဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်တာကမှတကယ်တန်ဖိုးဖြစ်လာတာပါဟုတ်ပြီတယောက်ချင်းစီမှာဘာရေးချင်းနေလို့အလဲဆိုတာပြောပြီးဆိုတော့ကဲ AI ကြောင့်ပေါ်လာမယ်စိတ်လို့ရှော့ဆရာကောင်းတဲ့အလုပ်ကိုင်ခွင့်အလန့်အသစ်တွေရောဘာတွေဖြစ်မလဲစက်ကြည့်လိုက်အောင်ဒီမှာကြည့်အလုပ်တွေပြောင်းသွားတာဂျေးပဲမဟုတ်ဘူးနော်ရင်ကဆိုကြားတာမကြားဘူးတဲ့အလုပ်ကိုင်ရဲ့တစ်တီပေါက်လာတာဥပမာ AI integration strategist ဆိုတာကကုမ္ပဏီတစ်ခုရဲ့ရည်မှန်းချက်နဲ့ AI tool တွေကိုဘယ်လိုချိတ်ဆက်မလဲဆိုတာ view ဟာချပေးရတဲ့သူနောက် human AI workflow designer ဆိုတာကလူနဲ့ AI အတူတူအလုပ်လုပ်တဲ့အခါအကောင်းဆုံးဖြစ်အောင်စနစ်တွေ design ဆွဲပေးရတဲ့သူပေါ့ဒီလိုအခန်းကဏ္ဍကနီးပညာနဲ့လူကြားကတက်တာလို့ဖက်ပြီးအနာဂတ်မှာတန်ဖိုးအယံကြီးလာမှသိကြပါတယ်အခုပြောနေတာတွေအားလုံးကနိုင်ငံကအရောက်တွေချီးပေးလို့မထင်လိုက်နဲ့နော်
AI ဆိုတာကလေကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်တွေ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့တကယ်ကိုအသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်လာနိုင်ပါတယ် ဥပမာလေးတွေကြည့်လိုက်တကယ်ကိုအားကျစရာလေးတွေရှမ်းပြည်နယ်ကကြီးလက်ဆရာမတယောက်အတွက် AI ကဘာသာစကားနဲ့နှုတ်နဲ့တင်ထောက်ကူတွေဖန်တီးပေးနိုင်တယ်ချင်းပြည်နယ်လိုဝေးလံတဲ့နေရာတွေအတွက်ကျမကြီးအကြံဉာဏ်တွေပေးနိုင်တယ်ARD ကတောင်တူဦးကြီးတွေအတွက်ရာသီဥတုကြိုခံမှန်ပြီးတီးနှံနေမပြတ်စည်းအောင်ကောက်ွယ်ပေးနိုင်တယ်ပကံကလက်မှုပညာရှင်တွေကိုကဘာဈေးကွက်အထိရောက်အောင် marketing အတွက်ကူညီပေးနိုင်တယ်ဒါတွေအားလုံးက AI ဟာဘယ်လောက်ထိလက်တွေ့အသုံးဝင်လဲဆိုတာကိုတည်တည်ပြနေတာပဲ ဆိုတော့ကအနှစ်ချုပ်အနေနဲ့ပြောရရင်ဒါပါပဲအနာဂတ်ကလူနဲ့ AI ပြိုင်ကြတာမဟုတ်တော့ဘူးတကယ်ပြိုင်ဆိုင်မှုက AI ကိုသုံးတတ်တဲ့လူနဲ့ AI ကိုမသုံးတတ်တဲ့လူအဲ့နှစ်ယောက်ကြားကပြိုင်ဆိုင်မှုပဲဖြစ်လာတော့မှာပါ အဆုံးသတ်အနေနဲ့ဒီမေခွန်းလင်းနဲ့ပဲညီကုန်းချုပ်ချင်ပါတယ်ကျွန်တော်တို့က AI ကိုကြောက်ပြီးရှောင်ဖန်နေမှာလားဒါမှမဟုတ်ဒါဟာငါတို့ကအကြီးမားဆုံးအခွင့်အရေးလမ်းဘက်ဆိုပြီးသူ့ကိုလက်ခံကြပြီးအသုံးချသွားကြမှာလားရွေးချယ်မှုကကိုလက်ထဲမှာပဲရှိပါတယ်